မင်္ဂလာပါခင်ဗျာပဲခူးတိုင်းပေါက်ခေါင်မြို့နယ်ကိုရန်ကျောင်းသားလူဦးဖြစ်တဲ့မောင်တင်မျိုးအောင်နဲ့မောင်တော်စီဖြိုးတို့ကိုအွန်လိုင်းကနေဒလလေးဝင်ငွေ9သိန်းရမယ်ဆိုပြီးတော့လဲစစ်ကောင်စီဘက်ကလေလေခေါ်ဆောင်သွားပြီးစစ်မှုတန်းတပ်သားတစ်ဖြစ်စုဆောင်ခဲ့ပါတယ်ပေါက်ခေါင်မြို့နယ်အနောက်ကျိုးကုန်းအုပ်စုအနောက်ကျိုးကုန်းမှာအထက်တန်းကျောင်းတက်နေတဲ့ထန်တော်ရွာမှာအသက်16နှစ်အရွယ်မောင်တင်မျိုးအောင်နဲ့ပြည်မြို့နယ်ကန်တာရွာမှာအသက်16နှစ်အရွယ်ကိုရန်ကျောင်းသားမောင်တော်စင်တို့ကိုစစ်ကောင်စီဘက်ကအွန်လိုင်းကနေတစ်စစ်လိမ့်လေခေါ်ဆောင်ပြီးဒလလေးဝင်ငွေ9သိန်းရမယ်ဆိုပြီးတော့အလုပ်စာပေးမယ်ဆိုပြီးလိမ့်လေခေါ်ဆောင်သွားပြီးတော့စစ်မှုတန်းတပ်သားတစ်ပြစ်စုဆောင်ခဲ့ပါတယ်စစ်ကောင်စီဘက်ကလိမ့်လေခေါ်ဆောင်သွားပြီးတော့ဒီဇင်ဘာလ17ရက်နေ့တဲ့မောင်တင်မျိုးအောင်နဲ့မောင်တော်စင်ဖြိုးတို့ကိုနေအိမ်မှာကျောင်းသွားလမ်းမှာပျောက်ဆုံးနေ၍မိသားစုဝင်များကလိုင်းလံစုံစမ်းခဲ့ချိန်မှာတော့ပဒေါမြို့နယ်အတွင်းမှာစီးနေတဲ့စစ်တပ်ရဲ့ကပ္ပစ6စက်ရုံထဲကိုစစ်မှုတန်းတပ်သားတစ်ဖြစ်စုဆောင်ခံရကြောင်းသိရပါတယ်ထို့နောက်မိသားစုဝင်များဟာဒီဇင်ဘာလ20ရက်နေ့မှာကပ္ပစ6တို့တွားရောက်ပြီးလက်လံစုံစမ်းခဲ့ပေမဲ့အကြံဖက်စစ်အုပ်စုများကတော့သူတို့ကစစ်မှုတန်းတပ်သားတစ်ဖြစ်စုဆောင်ခြင်းမရှိဘူးလို့ပဲပြန်လည်ပြီးပြောကြားခဲ့ပါတယ်မိသားစုဝင်များကကြောင်းတို့သွားပြီးတော့လဲကျောင်းအုပ်ဆံမကြီးကိုဖြစ်စဉ်များကိုပြောပြဆင်ပြခဲ့ပေမဲ့ကျောင်းအုပ်ဆံမကတာဝန်ယူခြင်းမရှိခဲ့ပါဘူးမိသားစုဝင်တွေကတော့ဆက်လက်ပြီးစုံစမ်းနေတယ်သိရပါတယ်ဒီကလေးဦးကအသက်16နှစ်ပဲရှိတာဖြစ်တဲ့အတွက်စစ်မှုတန်းတပ်သားတစ်ဖြစ်မစုဆောင်တိကြောင်းမိသားစုဝင်များကစစ်ကောင်စီတပ်သားများကိုအကြိမ်ကြိမ်တောင်းပန်ခဲ့ပေမဲ့စစ်ကောင်စီဘက်ကတော့သူတို့မသိဘူးလို့ပဲထပ်မံပြီးတော့ညှင်းဆိုခဲ့ပါတယ်စစ်တပ်ထဲရောက်နေတာကိုမိသားစုဝင်တွေကတည်တည်ချာချာသိခဲ့ပါတယ်တငယ်ချင်းတွေကိုစစ်သွေးလာတဲ့ဓာတ်ပုံတွေကတော့စစ်တပ်ထဲရောက်နေတာကိုတွေ့ခဲ့ရတယ်အဆက်အသွယ်ရောက်ဖို့ဆက်ပြီးတော့လည်းစုံစမ်းနေတယ်လို့ပဲမိသားစုဝင်တွေကပြောပါတယ်အသက်16နှစ်ပဲရှိတဲ့ဒီကလေးတို့ကိုတလောက်ဝင်ငွေ9သိန်းရမယ်ဆိုပြီးတော့စစ်ကောင်စီကလိမ့်လေတယ်မြန်မာနိုင်ငံမှာအလောက်ကန်စားပါမှုကြောင့်ဝင်ငွေရန်လိုအပ်နေတဲ့လူငယ်တွေဒါစစ်မှုတန်းတပ်သားတစ်ပြစ်စစ်ကောင်စီကအခွင့်ကောင်းယူပြီးတော့လဲလိမ့်လေခေါ်ဆိုတော့ခဲ့ပါတယ်ဒီကနေ့ကျွန်တော်ရဲ့တင်ဆက်မှုကတော့ဒီလောက်ပါပဲခင်ဗျာ